မင်္ဂလာပါဒီနေ့ကျမတို့အတူတူအတွင်းကြလိလာကြည့်ဖို့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကတော့ကာပါဆက်14ပါစစ်ကောင်စီအတွက်မဟာဗျူဟာအရာအလွန်အရေးပါပြီးအခုချိန်မှာအသေးအတန်ကာကွယ်နေရတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတစ်ခုပေါ့လေ ဟုတ်ကဲ့ဒီစက်ရုံကဘာကြောင့်ဒီလောက်အေးပါနေလဲသူ့နောက်ခံကဘလို့ရှိလဲအခုဘလို့အခြေအနေတွေကြုံနေရလဲဆိုတာတွေကိုအတူတူကြည့်သွားကြတာပေါ့ဟုတ်ကဲ့အဲ့တော့ကာပါဆက်14ဆိုတာကဘယ်ခြေလောက်ကစခဲ့လာလဲဟင်ဒီကာပါဆက်စလေးကလည်းအရင်ပူကြုံမှုကြီးတန်းရွှေလက်ထက်2000ပြည့်နှစ်နောက်ပိုင်းလောက်မှာအချိန်နေစောက်ခဲ့တဲ့စက်ရုံတွေကတခုပေါ့ ။အော်2000နောက်ပိုင်း ဟုတ်ပါတယ်သူရဲ့ဒီနေရာကလည်းအတော်ကြီးထူခြားတယ်ရခိုင်ရုံးမာကြီးကိုနောက်ခံထားပြီးတော့လေမြေရုပ်ထဲမှာပေးနေဆက်6မီတာလောက်နတ်တဲ့ဥမင်လွန်ကောင်းကြီးထဲမှာစောက်ထားတာ မီးရောက်ထဲမှာဆိုတော့အံ့ဩစရာပဲ ဟုတ်တယ်ရခိုင်ရုံးမှာပေါ်ကရှောက်ရင်းရွာတောင်ကျော်နဲ့စနိတယ်လို့လည်းဆိုကြတယ်လी ဥမင်နဲ့စောက်ထားတာဆိုတော့လုံခြုံရေးပြအဓိကထင်မယ်ထင်တယ်အပေါ်ကဘာနဲ့ပြပြခဏနိုင်ရင်ရှေ့အောင်လို့လား အဲ့ဒါအဓိကပဲလုံခြုံရေးကိုအဓိကထားပြီးတော့အထူးသဖြင့်လေကြောင်းကနေတိုက်ခိုက်လာခင်ဘုံကျဲတာတွေကိုခန့်နိုင်အောင်အထူးစောက်ထားပုံရတယ် ဟုတ်ကဲ့ အဲ့ဒီဥမင်ထဲမှာကိုပဲလေလက်နဲ့ထုတ်တဲ့စက်ယုံငယ်လေးတွေပေါ့နော်ရှိယုံလို့ရှိရလို့သိရတယ် ညာအိမယ်နော် ဟုတ်တယ်ပြီးတော့အဲ့ဒီစက်ယုံတွေကိုဆက်သွယ်ထားတဲ့လမ်းတွေနောက်ပြီးတော့လက်စမီရေလေးဘေးစနစ်အဲ့ဒါတွေအားလုံးကသူ့စနစ်နဲ့သူတည်တံ့အဆင်ထားတာ အတော်ပြည့်စုံတာပဲ ဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုကဘာလဲဆိုတော့အဲ့ဒီအတွင်းပိုင်းစနစ်တွေလေဥပမာမီးတို့ရေတို့အဲကွန်းတို့အဲ့ဒါတွေတစ်ခုခုများပြတ်သွားရင်အကုန်လုံးရပ်သွားတော့စက်ယုံလည်းပဲလို့မရတော့ဘူး အော်ဆိုတော့အပေါ်ကဘလောက်ခဏနိုင်အတွင်းကအသက်သွေးကြွားလို့ဟာဒီပြည့်ရင်တော့မရတော့ဘူးပေါ့နော်သူ့ရဲ့အားနဲ့ချက်လို့ဖြစ်နေရတာပေါ့ ဟုတ်ပါတယ်အဲ့ဒီလိုသဘောမျိုးဒါကြောင့်လဲအဲ့ဒီမြေအောက်ကအဓိကအဆောက်အုံတွေ main building လို့ခေါ်ကြတာပေါ့အဲ့ဒီနေရာတွေကအင်မတန်လွတ်ဝတ်တယ် ဘလောက်ထိလွတ်ခလဲ ဆိုတော့လေအဲ့ဒီကပ္ပစရှလေးမှာတာဝန်ကြတဲ့သူတိုင်းဝင်လို့မရဘူးတက်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကျူရဲ့နောက်ပြီးတော့ဒီလက်နဲ့ထုတ်တာနဲ့တက်ရိုက်ပတ်သက်တဲ့ engineer တွေနီးပညာရှင်တွေအဲ့ဒီလိုလူတွေကိုပဲအထူးခွင့်ပြုချက်နဲ့ဝင်ခွင့်ပေးထားတယ်အလွန်ကန့်သက်ထားတဲ့နေရာတစ်ခုပါ อืมတော်တော်လုံခြုံရေးတင်းကျပ်ထားတာပဲခုနပြောထားတဲ့2000နဲ့2010ကြားမှာကပ္ပစားတွေအများကြီးစောက်တယ်ဆိုတော့14ကနေ25အထိစစ်တိုက်စောက်ခဲ့တယ်ပေါ့နော် ဟုတ်ပါတယ်ကာပစတ်25က2010မှာနောက်ဆုံးဖွင့်တယ်လို့မှတ်တမ်းတွေမှာတွေ့ရတယ် အဲ့ဒီဆယ်စုနှစ်အတွင်းမှာဘာလို့ဒီလောက်အများကြီးတိဆောက်ဖြစ်ခဲ့တာလဲသူ့ရဲ့ရည်ရွယ်ချက်အရင်ခံကဘာဖြစ်မလဲ အဒီကတော့လေအဲ့တော့တက်မတော်မှာတိတ်မရှိသေးတဲ့ဒါမို့အကန့်အသတ်နဲ့ပဲရှိတယ်အစင်းမီလက်နက်တွေကိုကိုယ်နိုင်ငံမှာကိုယ်တိုင်ထုတ်နိုင်ကိုကြိုးစားတာပေါ့ ကိုအားကိုကိုဖို့ပေါ့လေ ဟုတ်တယ်ရင်ကလို့ပြီးပါကဝယ်နေရတာဒီရှော့ချပြီးတော့ကိုယ့်အတာထုတ်လုံနိုင်စွာမြင့်တင်ခြင်းတဲ့သဘောပါအထူးသဖြင့်အာယုံစိုက်တာကမြေပြင်ကနေဝေဟင်ပြစ်အမြောက်ကြီးတွေနောက်လေကြောင်းရန်ကာကွယ်ရေးတုံးကြီးတွေပေါ့ ground to air missiles လို့ခေါ်တာတွေ อืม ပြီးတော့ရေရဲတင်ပေါ်တွေမှာတက်ဆင်ပစ်တဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတိုက်လေတွေမှာတက်တဲ့စွမ်းအမြင့်ဘုံတွေအဲ့ဒါတွေကိုထုတ်ချင်တာ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းလာပါဦးထန်းရွှေကိုယ်တိုင်ကဒီကိစ္စမှာတော်ဒီစိတ်ဝင်စားရှိခဲ့တယ်ဆိုတဲ့အချက်ပဲနော် ဟုတ်ပါတယ်တချို့တက်ဆိုင်သူတွေပြောပြချက်ရဆိုရင်လေဒီကပီဆတ်စဖိုးကိုဦးတန်းရွှေရဲ့အဲ့တော့ကထုတ်ချုပ်ပေါ့ဘိုးချုပ်ခင်မဝင်းရဲ့သူတို့ကတိုက်ရိုက်ကိုင်းတွယ်ပြီးစောက်ခဲ့တာတဲ့ အိုး ပြီးတော့လက်နဲ့စားပြီးထုတ်နိုင်တဲ့အချိန်မှာဦးတန်းရွှေကိုယ်တိုင်လာကြည့်တယ်လို့ဆိုတယ် အဲ့ဒီလောက်ထိအလေထားတယ်ပေါ့ ဟုတ်တယ်ဒါကြောင့်မလို့လေတချို့ကသုံးသက်ကြတာပေါ့ဒီစခန်းနာတော်လန်ရဲ့တက်တွေလဲထဲကျသွားရင်ဦးတန်းရွှေတော်တော်လေးတုံလောက်သွားနိုင်တယ်ဆိုပြီးတော့လေ ဒါကသူ့ရဲ့ကိုယ်ပိုင် project တစ်ခုလို့ဖြစ်နေကြတာကို အဲ့လိုပြောနိုင်ပါတယ်နောက်တစ်ခုကဒီလိုအစစ်မြလက်နဲ့ဒီထုတ်နိုင်ဖို့ကကိုနေပညာတတ်တော်မဟုတ်ဘူးလေမြောက်ကိုရီးယားရဲ့အကူအညီကိုဆဲဆုနဲ့တခုကြော်လောက်ယူခဲ့ရတယ်လို့သိရတယ် ဟုတ်လားမြောက်ကိုရီးယားပညာရှင်တွေဒီမှာလာဆောက်ပေးတာလား ဟုတ်ပါတယ်အစင်30လောက်နဲ့တင်းဆောက်ခဲ့ရပြီးတော့မြောက်ကိုရီးယားပညာရှင်တွေက2010နှစ်လောက်မှာပြန်သွားကြတယ်လို့ဆိုတယ် อืมဒါကလည်းစိတ်ဝင်စားစရာပဲဆိုတော့ဒီစိတ်ယုံကထုတ်လို့ရတတ်မဟုတ်ဘဲနဲ့စစ်တပ်ရဲ့မျော်မှန်းချက်ဂုံတိတ်ခါဒါတွေနဲ့လည်းဆက်ဆက်နေတယ်ပေါ့လက်ရှိအချိန်ဒီမှာတခြားကပ္ပစတချို့လည်းရက်ထားရတယ်ကြားတယ် ဟုတ်ပါတယ်ကန်ဂိုရူဖခုခုခရိုင်နူမှာတိဆောက်ဆဲကပ်စာစေယုံတချို့ဆိုရင်လည်းတိုက်ပွဲတွေကြောင့်လက်နက်ကင်ပဋိပက္ခတွေကြောင့်လုပ်ငန်းတွေရပ်ထားရတဲ့အခြေအနေတွေရှိတယ်လို့သိရတယ် ဒါကတနေ့ကလုံးအတိုင်းအတာနဲ့ကပ္ပစတွေရဲ့လုံခြုံရေးကစင်ခေါ်မှုရှိနေသည်ဆိုတဲ့သဘောပေါ့ ဟုတ်ပါတယ်
အဲ့ဒီချိန်ဒီမှာကပ်ဆာဆက်လေရဲ့အရေးပါမှုကပို့ပြီးတော့ထိတာလာတာပေါ့လေ ကောင်းပါပြီသူရဲ့နောက်ကန်သမိုင်းနဲ့အရေးပါပုံကိုသိရပြီဆိုတော့အခုကပ်ဆာ14ကတိတိကျကျဘာတွေထုတ်လုပ်နေရလဲဆိုတာကိုစက်ကြည့်အောင် ကပ်ဆာဆက်လေကသူ့ထက်မှာနေပြီးတော့စစ်ယုံချုပ်ကကာဝေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကာကထုတ် DDI ဆိုတာရှိတယ်လေအဲ့ဒီကာကထုတ်လက်အောင်မှာရှိတာ ဟုတ်ကဲ့ ကာကထုတ်မှာကဌာနကြီးကဆက်သွန်ကူလောက်ရှိတယ်လို့သိရတယ်အဲ့ဒီထက်မှာကပ်ဆာဆက်လေကထုတ်ချောက်ပေါ့ဒုံလက်နဲ့ဌာနကြီးလက်အောက်ခံ ဒုံးလက်နဲ့ဌာနကြီးဆိုတော့ဒုံးရက်နေအဓိကထုတ်မှာပေါ့ ဟုတ်ပါပဲအဓိကထုတ်ကုန်ကတော့လူသိများတဲ့ SAM16 Ekla လို့ခေါ်တဲ့ပခုံးပေါ်တင်ပြီးပြရတဲ့လေချောင်းရန်ကာကွယ်ရေးဒုံးကြီးအမျိုးအစားပါ အော်အက်ကလာမစ်ဆို ဟုတ်တယ်ဒီ Ekla ကမြေပြင်ကနေပြစ်လို့ရတယ်လို့လေရင်ပေါ်တက်ပြီးဝေဟင်ပစ် air to air ဖြစ်တော့ရေချက်တင်ပေါ်လေးပေါ်မှာပါတဆင်အတုံးဖိလို့ရတယ်လေပစုံတုံးတီတီလေးပေါ့ ဟုတ်ကဲ့ဘဲပြစ်မှတ်တွေကိုအဓိကထားတာလဲ သူကအနှိပ်ပြန်တဲ့တိုက်လေရင်တွေရဟယန်တွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နိုင်တယ် သူရဲ့ဤပညာကောဘယ်လိုအလုပ်လုပ်တာလဲပြစ်မှတ်ကိုဘယ်လိုရှာတာလဲ သူက infrared homing system ကိုတုံးတာအဖူလိုင်းနောက်ကိုလိုက်တဲ့စနစ်ပေါ့လေ အဖူလိုင်းနောက်လိုက်စနစ် ဟုတ်တယ်လေရင်အင်ဂျင်ကထွက်တဲ့အဖူကိုဒုံးကြီးထိုက်ဖူကအာယုံခံပြီးတော့ပြစ်မှတ်နောက်ကိုအလိုလျောက်လိုက်ပြီးတိုက်ခိုက်တဲ့စနစ်ပစ်ပြီးရင်ကိုယ့်ဘာသာပြစ်မှတ်ရှာသွားတာ fire and forget အမျိုးအစားပေါ့ တော်တော်အစင်းမြင့်တဲ့လက်နဲ့ငယ်ပဲအဲ့ဒါကိုဆယ်စုနှစ်ကျော်လောက်တိဆောက်ထုတ်လုပ်ခဲ့တယ်ဆိုတော့အရေးတော့ဘလောက်လောက်ရှိခဲ့ပြီလဲဟင် ကျွန်တော်တို့ရထားတဲ့အချက်လက်အရဆိုရင်တော့စုစုပေါင်းလက်1500လောက်ထိုးလို့ပြီးပြီလို့ဆိုလေ ထုံငိုင်းလိုက်လား ဟုတ်ပါတယ်အဲ့ဒါတွေကိုလေကြောင်းရန်ကောက်ကိုရေးတက်တေးရေးတက်လေးတက်အကုန်လုံးဖြန့်ထားပြီးပြီ လက်ရှိရောထုတ်နေတော့မလား လက်ရှိအခြေအနေမှာကတော့အထူးသဖြင့်ဒီတိုက်ပွဲတွေရမ်းမပြင်းထန်ခင်ကတည်းကပေါ့လေအဓိကထုတ်လုပ်ရေးထက်စားရင်ပျက်စီးသွားတဲ့အကလာဒုံးကြီးတွေကိုဖြန့်ပြတဲ့လုပ်ငန်း repair and maintenance ကိုပဲပို့ပြီးအာရုံစိုက်လုပ်နေရတယ်လို့သိရတယ် ဟောပြင်ဆင်ရေးကိုပဲလုပ်နိုင်တော့တာပေါ့ ဟုတ်တယ်တပ်ဖွဲ့ဝင်အင်အားနည်းနည်းလေးနဲ့ပဲအဲ့ဒီပြုပြင်ရေးကိုလုပ်နေပြီးတော့ပြင်ဆင်ပြီးသားတင်ထားတဲ့မစ်ဆယ်အလက်နေရာလာတော့စက်ရုံမှာရှိနေသေးတယ်လို့ဆိုရတယ် အလက်နေတာဆိုတာလည်းမနှဲဘူးเนาะပြင်ထားပြီးသားအသိနေထားပေါ့ ဟုတ်ပါတယ် ဒီအိုက်ကလာလေးကိုလူထုကိုချော့ပြဖူးလားစီးရေးပြအခမ်းအနားဒီမှာလို့ပါတော့ ချပြဖို့ပါတယ်2014တပ်ပတော်နေစီးရေးပြအခမ်းအနားမှာစပြီးတော့ပြခဲ့တယ်အဲ့ဒီနောက်ပိုင်းနေ့တွေမှာလည်းတော်တော်များများပြလေရှိတယ်သူတို့ရဲ့ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကိုပြခြင်းတဲ့တော်ပေါ့လေ ဟုတ်ကဲ့ နိုင်ငံတကာဆက်လက်နဲ့စောင့်ကြည့်လေလာရဲ့အဖွဲ့တွေရဲ့အစီရင်ခံစာယူမှာလည်းဒီ iCloud ဒုံးချီအမျိုးအစားတွေကိုယူရှားအိန္ဒိယမြောက်ကိုရီးယားမြန်မာအပါအဝင်နိုင်ငံ30ကျော်လောက်ကသုံးနေတယ်လို့ဖော်ပြထားတာရှိပါတယ် အခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပြီလက်ရှိအခြေအနေနဲ့သူ့ရဲ့မဟာဗျူဟာမြောက်အရေးပါမီပေါ့ကပ်ဆာဆော်လီကတိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေနဲ့အတော်လေးနီးနေပြီလို့ဆိုတယ် ဟုတ်ပါတယ်ကပ္ပစစက်ယုံအများစုကမခွေးတိုင်းထဲမှာဆိုပေမဲ့လေကပ္ပစ14နဲ့ကပ္ပစ20တို့ကြတော့အခုတိုက်ပွဲတွေပြင်းထန်နေတဲ့ငဖဲမြို့နယ်နဲ့စေတုတရာမြို့နယ်တွေထဲမှာတည်ရှိနေတာ တိုက်ပွဲဘ ਹੁ ချက်နားမှာပဲ ကပ္ပစ14 2021 2024တို့ကိုစောက်ကလေးကသူတို့အနီးနားမှာအမြောက်တက်ရင်တွေလီချောင်းရန်ကာကွယ်ရေးတက်ရင်တွေကိုအခိုင်အမာတိဆောက်ပြီးကာကွယ်ပေးထားခဲ့တာတွေ့ရတယ် ကြိုတင်ပြင်ဆင်ထားခဲ့တာကွာ ဟုတ်ပါတယ်ဒါပေမဲ့2021အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့အခြေအနေတွေကအများကြီးပြောင်းသွားပြီလေ အဲ့ဒီကာကွယ်ရေးအစီအမံတွေကတော့အခုလက်ရှိအခြေအနေမှာထိရောက်မှုရှိသေးရဲ့လား အာနာသိမ့်ပြီးနောက်ပိုင်းလက်နက်ကိုင်ပဋိပက္ခတွေကျေပြန့်လာတော့အခြေအနေကတိတိတာတာပြောင်းသွားတာပေါ့ကပ္ပစတက်တွေကထုတ်လုပ်ရေးကိုအရင်လိုအပြည့်အဝမလုံးနိုင်တော့ဘူးတပ်ဖွဲ့ဝင်အများစုကနေမြေလုံးကျုံရေးတို့တိုက်ပွဲဝင်ရတာတို့အဲ့ဒီတာဝန်တွေပိုလှုပ်လာရတယ်လို့ဆိုတယ် ဟုတ်ကဲ့ ကပ္ပစစစ်စေးကိုယ်တိုင်ကလည်းခုနကပြောသလိုပြုပြင်ရေးကိုပဲအဓိကလုံနိုင်တော့တဲ့အခြေအနေမျိုးဖြစ်သွားတယ်ဆိုတော့ကာကွယ်ရေးအစီအမံတွေရှိပြီမဲ့စက်ယုံရဲ့မူလလုပ်ငန်းတွေအပေါ်မှာတော့တက်ရောက်မှုတွေရှိနေပြီ ဒီလိုအချိန်မီမျိုးမှာအာရခတ်တော် AAA ရဲ့ထိုးစစ်တွေကကပ္ပစီစစ်စေကိုတိုက်ရိုက်ချင်းချောက်တဲ့အထိဖြစ်လာတယ်ပေါ့အဲ့ဒီတိုက်ပွဲအခြေအနေလေးနည်းနည်းအသေးစိတ်ပြောပြပေးပါလား အာရကတတော်ရေးကအရင်နှစ်ကုန်ပိုင်းလောက်မှာအမျိုးကနဲ့တက်ခါအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတင်လိုက်ပြီးတဲ့နောက်မှာပေါ့လေသူတို့ကမကွေတိုင်းဘက်ကိုငဖဲမြို့နယ်ဘက်ကိုမဟာမိတ်တွေနဲ့ပေါင်းပြီးထိုးစစ်ဆင်လာတယ်ဒီနေ့အစောပိုင်းမှာဆိုရင်ငဖဲအန်နဲ့ဆက်ရခိုင်ရုံးမော်ပေါ်ကဂုတ်စီယိုတို့ကန်မင်းကန်ဒလိုအရေးကြီးတဲ့စခန်းတွေကိုတင်နိုင်ခဲ့တယ်မလာမငယ်လေးကြောင့်ခဏရပ်တော်ပြီမဲ့အော်ဂလာကွန်မိုင်းလောက်မှာတော့အဲ့ဒီကပစီစစ်စဲနဲ့
ပရန်တန်နဲ့တခုလုံးကာကွယ်ပေးထားတဲ့အဓိကခန်းစစ်ကုန်းကြီးနေရကံပြူဟာကုန်းကိုအာယုံဆိုင်ပြီးပြန်ထိုးစစ်ဆင်တော့တာပဲ နေရီကန်ကုန်းအဲ့ဒီကုန်းကကပစီစစ်စဲအတွက်ဘလောက်ရေးပါလို့လဲ နေရကံကုန်းကကပတ်စာဆလေးရဲ့ရှေ့တန်းကအဓိကအကာအကွယ်ပေးထားတဲ့ခန်းစစ်ပြူဟာကုန်းကြီးပါကပတ်စာဆလေးစယုံရှိတဲ့နေရာနဲ့ဆိုရင်လက်နက်ကြီးပစ်ကွင်းထဲမှာပဲရှိတယ်လို့ဆိုကြတယ် ။အော်လက်နက်ကြီးတကန်အကွာမှာပဲ ဟုတ်ပါတယ်ဆိုတော့ဒီကုန်းကိုတိုင်းထိန်းချုပ်နိုင်ရင်ကပတ်စာဆလေးကိုတရိုက်ချိန်ချောက်နိုင်ပြီဒါကြောင့်စစ်ကောင်စီဘက်ကဒီကုန်းမကြဖို့ကိုအတဲအတိုင်ကာကွယ်တယ်လေကြောင်းပီကူရီနဲ့နေတိုင်းလိုလိုဘုံကျဲပြီးကာကွယ်ခဲ့ရတာ တော်တော်အရေးကြီးတဲ့နေရာမို့လို့အဲ့လောက်ကာကွယ်တဲ့ကြားကအခုချိန်တွေကဘယ်လိုဖြစ်သွားပြီလဲ အေးအော်တိုဘာလာထိုးစစ်တယ်မှာတော့အဲ့ဒီနေရကန်ကုန်းပဝင်းကျင်ကကာကင်းစခန်းတွေအကုန်လုံးကိုသူတို့သိမ်းလိုက်နိုင်တယ်ပြီးတော့ပင်မပြူဟာကုန်းကိုအော်တိုဘာဒုတိယပတ်မှာအပြင်းထန်တိုက်တော့တာပဲ ဟုတ်ကဲ့ အေးဘကအော်တိုဘာ16ရက်နေ့ကထုတ်ပြန်ထားတာတော့စစ်ကောင်စီတပ်ထားတယ်အဲ့ဒီပင်မကုန်းပေါ်ကနေစွန့်ခွာထွက်ပြေးကုန်ပြီလို့ဆိုတယ် ။အော်စခန်းကိုစွန့်ပြီးဆုတ်သွားပြီပေါ့ ဟုတ်ပါတယ်အခုတော့စစ်ကောင်စီတပ်တွေကနောက်ကိုဆုတ်ပြီးတော့ပြင်းဝဂိတ်အထိရောက်နေပြီလို့သိရတယ်နေရကန်တောင်ကျော်တဝိုက်မှာတော့တိုက်ပွဲတွေကပြင်းထန်နေတုံးပဲဒါပေမဲ့ AA နဲ့မဟာမိတ်တွေကအဲ့ဒီနေရကန်ကုန်းကိုအပိဓာထိန်းချုပ်ဖို့အရန်နီးစပ်နေပြီလို့ပြောလို့ရတယ် ။အဲ့ဒီလိုဆိုရင်နေရီကန်ကုန်းကိုဒါအေအေကအပြီးသက်ထိန်းချုပ်လိုက်နိုင်ရင်ကပစဆက်လေးကဓာတ်ရိုက်ချင်းချောက်မှုအောက်ကိုရောက်သွားပြီပေါ့။အရင်ကဆိုဒါလုံးဝမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အခြေအနေမျိုးပဲ အတိအကျပဲနေရကန်ကုန်းသာအေးလက်တဲကိုအပိဓာရောက်သွားခင်ကပ္ပစဆလေးကတန်ရက်အန်ဒီနဲ့ရင်ဆိုင်ရတော့မယ်သူရှိဝန်ဂျာကန်အန်ဒီနဲ့ကပရမ်းမှာရှိတဲ့အမြောက်တရင်တချို့လောက်ပဲကြံတော့မဲ့သဘောဖြစ်သွားနိုင်တယ် ။အခြေအနေကတော်တော်စိုးရိမ်စရာဖြစ်သွားပြီပေါ့စစ်ကောင်စီအတွက်ကတော့ ဟုတ်ပါတယ် ဒါတွေအားလုံးကိုခြုံကြည့်လိုက်ရင်ကပတ်ဆက်တဲ့ကအရင်လိုလက်ပတ်နိုင်မှုမဖြစ်နိုင်တော့တာအနည်းဆုံးတော့လုံငန်းနဲ့လုံးဝရက်ဆိုင်သွားတာဒါမှမဟုတ်ချက်ဆုံးသွားလိုက်တဲ့အခြေအနေကတော်တော်လေးမြင့်တက်လာနေပြီဒီလိုဖြစ်လာခင်ရင်စစ်ကောင်စီအတွက်ဘလို့အကျိုးဆက်တွေရှိလာနိုင်မလဲ ကပ္ပစတဲ့ဆိုတာကစစ်တဲ့ရဲ့အနာဂတ်မျိုးမှန်းချက်တွေကအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလေးအထူးသဖြင့်တာလပစ်တာဝေပစ်လေကြောင်းရန်ကာကွယ်ရေးသုံးကြီးတွေလိုမျိုးပိုအစိမြင့်တဲ့လက်နက်တွေကိုကိုယ့်ဘာသာထုတ်လုပ်သွားဖို့လျာထားတဲ့စက်ယုံ ဒါပေမဲ့အာနာသိမ့်မှုနောက်ပိုင်းအခြေအနေတွေကြောင့်အဲ့ဒီရီမန်းချက်တွေကအကောင့်အထဲမဖော်နိုင်ပဲဖြစ်နေကြရတယ်။အခုနေရကန်ကုန်းလိုအဓိကခန်းစစ်နေရပါကြားမလို့ဖြစ်လာတဲ့အခါကပ္ပစတဲ့ရဲ့လုံခြုံရေးတင်မကတော့ဘူး။သူ့ရဲ့အနာဂတ်ရီမန်းချက်အိမ်မက်တွေပါလုံးဝပျက်စီးသွားနိုင်တဲ့အခြေအနေဖြစ်လာတာပေါ့ ဟုတ်ကဲ့ ။တကယ်လို့ဒီစက်ယုံကိုဆက်လဲပါလို့မရတော့ဘူး။ဒါမှမဟုတ် AA နဲ့မဟာမိတ်တွေလက်ထက်ကျသွားခဲ့ရင်စစ်ကောင်စီအတွက်ကတော့အစစ်မြင့်ဒုံးလက်နဲ့ထုတ်လို့ရေးအိမ်မက်တွေရိုက်ချိုးခံလိုက်ရတယ်လို့ပဲပြီးတော့ဆယ်စုနှစ်နဲ့ချီယင်းနှီးမြှုပ်နှံထားတဲ့တန်ဖိုးကြီးခြေခံအဆောက်အအုံတွေနီးပညာအရင်းမြစ်တွေအကုန်လုံးဆုံးရှုံးထားမဲ့အနေထားပဲ ဆိုတော့လေကပစီဆက်စေးကိုတိုက်ရိုက်သိမ့်ပိုင်နိုင်သည်ဖြစ်စေမသိမ့်ပိုင်နိုင်သေးသည်ဖြစ်စေအခုလိုအနီးကချင်းခုတ်ခဲ့နေရပြီးလုပ်ငန်းတွေရက်ဆိုင်လူနေပါဖြစ်နေတာကတော့မှအဲ့ရဦးတိုင်းရွှေလက်ထက်ကတည်းကစဟဲတဲ့အစစ်မြင့်လက်နက်ပြည်တွင်းထုတ်လို့ရရီမန်းချက်ကြီးကိုအကြီးကျယ်ထိခိုက်စေပြီးရက်တန့်ပါစေနိုင်တယ်ဆိုတဲ့သဘောသက်ရောက်နေပြီနော် ဟုတ်ပါတယ်တခြားပါတယ်ဒီအခြေအနေကိုပိုကျကျပြန့်ပြန့်ကြည့်ရင်လေဒီလောက်မဟာဗျူဟာကြတဲ့ကာကွယ်ရေးစက်ယုံကြီးတစ်ခုကသူ့ရဲ့မူလရည်မှန်းချက်အတိုင်းအလုံးမလုံးနိုင်တော့ပဲ neutralize ဖြစ်နေတာဒါမှမဟုတ်ပိုဆိုးလို့စန့်ကျင်ဘက်ဖွဲ့စည်းတွေရဲ့လက်ထဲကိုရောက်သွားတာကစစ်ကောင်စီရဲ့ရေရှည်စီရေးစွမ်းရည်ထုတ်လုပ်နိုင်စွမ်းနောက်ပြီးစိတ်သက်ပိုင်းဆိုင်ရာအပုံမှာပါဘလောက်အထိကြည့်ပြတဲ့တက်ရောက်မှုတွေရှိလာနိုင်မလဲဒါကတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်အပြေရှာရမယ်မိကုံတစ်ခုပါပဲ ဒီလိုဆွေးနွေးမှုတွေကိုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Echoes of Revolution EOR podcast channel ကိုပြန်လည်ကြွလိုက်ခဲ့ဖို့ထိတ်ခေါ်ပါတယ်။ Join us again on the Echoes of Revolution EOR podcast channel as we continue to amplify the voices that refuse to be silenced. တိတ်ဆိတ်မခံတဲ့အတန်တွေကိုဆက်လက်ချေထွန်ပြီးလွတ်လပ်မှုနဲ့ဒီမိုကရေစီတို့ရုန်းကန်နေတဲ့ညီမပြည်သူတွေကြိုးပမ်းမှုတွေကိုတင်ဆက်ပေးသွားပါမယ်။နားဆင်ပေးမှုတို့ကျေးဇူးတင်ပါတယ်။